ဒီနေ့ပိုင်းညနေနေပူပေးမဲ့လဲလာထိတ်တာပါဒီနေ့ထိတ်မယ်ဆိုတော့ပြမယ်နော်ဒီနေ့လာထိတ်တာပါညနေပိုင်းနေပို့ပြီးလာထိတ်တာပါနော်ဒီနေ့ထိတ်မယ်ဆိုတာ surprise ကိုကတော့ရင်ခုန်စွာနဲ့ပဲတုံးစင်နာမှာကြိုရောက်နေပါပြီကျမရဲ့ဒိတ်မဲ့သူကတော့မလာသေးပါဘူးရှင်သူဖြစ်မယ်ချစ်စရာပဲအာလူကတ်တာကဲနေ့လယ်ပိုင်းတော့2 နာရီလောက်ကနေထိလိုက်တာခုဆိုရင်9 နာရီခွဲ6 နာရီထိုးရမယ်နော်ပိုင်းတို့ဒိတ်တဲ့အချိန်ကနေကြာသွားပါတယ်ရှင်နောက်ထပ်ဒိတ်ဆက်တဲ့နေရာကြံသေးရတော့လိုက်ပါဦးနော်ဒီတစ်ချိန်နော်ကျမရဲ့ဒိတ်တဲ့သူကတိတ်ကဲလေးပါဒိတ်ကဲမတွေ့ရကြတော့လားစားရတော့ပုံသွားရတာပဲကျန်တော့အတိတ်စိမ့်ပေးတာဘယ်နှလုံးလဲမှာကောက်ထိုးလိုက်တော့ဘာလို့တဲစားရတာဒီနေ့မမနဲ့ဈေးတွေပတ်ဝဲတာပြီးရင်တော့တဏှာတက်သွားအောင်မယ်ကွယ်အခုဘိုက်စားလို့မဟုတ်ဘူးစားကြရတယ်ဒိတ်ကဲဒိတ်ရမယ်ဒီတယောက်မှမရှိအဲ့ဒါလားတီလုံးဆိုလို့မကောင်းဘာလို့လဲဆိုတီလုံးကသက်သက်တီလုံးကိုစောင့်နေရလေဒီမှာလေးကဆင်းပေါ်မှာကိုယ့်အတွက်တီးထားတာမဟုတ်တော့ဘူးတီလုံးနဲ့ဆွမ်းပြတော်တော်ကြိုင်းမဲ့ဆိုတော့မမရဲ့ဟိုကမထည့်တော့ဒီကြီးမထည့်တော့မရှိအောင်ပါပါကဲဒါလေးနောက်ဆုံးပွဲလေးစားပြီးရတယ်ဟုတ်ကဲ့တော့အောင်နော်တတာ